ခြေနဲ့လက်အေးခဲနေတဲ့ဂန်းရှန်ဟာမြစ်ကမ်းဘေးကကျူတော်ထဲမှာပုံနေခဲ့တဲ့ပထွေးဖြစ်သူဟာအမေဖြစ်သူကို10နှစ်လပိုင်းရဲ့အေးခဲနေတဲ့မြစ်ရည်တဲ့အတင်းတွန်းချလိုက်တာကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အမေဟာရေမကူးတတ်ပါဘူးခဲစေးတွေကြားမှာပေါ်လိုက်မြုပ်လိုက်နဲ့လက်နှစ်ဖက်ကိုရမ်းရိုက်လို့ပထွေးကကမ်းပေါ်မှာရက်ပြီးမင်းကိုပြင်းလို့အေးခဲတေးရမယ်ဆိုရင်လည်းအပိုပဲလို့ဆဲဆိုနေခဲ့တဲ့ဂန်းရှန်ပြေးထွက်သွားပြီးမြစ်ထဲခုန်ဆင်းလိုက်တဲ့အေးဆက်လာတဲ့ရေတွေဟာဂွမ်းလျှော့ထည့်ထားတဲ့သူ့အင်ဂျီနဲ့ဘောင်းဘီထဲချက်ချင်းစိတ်ဝင်သွားခဲ့တဲ့အမေဖြစ်သူကိုကမ်းပေါ်ဆွဲတင်လိုက်ချိန်မှာပထွေးကထွက်သွားနေပြီးအမေနှက်ခမ်းတွေပြနှမ်းလို့အိတ်ထဲကနေရေဆိုနေတဲ့ပလတ်စတစ်အိတ်လေးကိုထုတ်ပြီးသူ့ရင်ဘတ်ထဲထည့်ပေးလိုက်ကတုံတုံရင်နဲ့ပြောရှာတဲ့ကြောင်းလားခတေချာသိန်းထားသူ့ကိုအလူမခံနဲ့အဲ့ဒီညမှာပဲဂန်းရှယ်ဟာအဲ့ဒီပလတ်စတစ်အိတ်ကိုကြောင်းဝစ်စုံရဲ့အတွင်းလွှာမှာအနဲ့အချီတုံးပြီးစိတ်ကလေးချုပ်ထည့်လိုက်တဲ့အင်ရအောက်ကဂေါ်လီလုံးတွေဖန်ကော်လီတွေအယုတ်စာအုပ်တွေနဲ့တိုင်းစာအုပ်တွေကိုစူးစီးထုတ်ပြီးမိဖို့ရှေ့ယူသွားကမိဖို့နဲ့တဆုပ်ပြီးတဆုပ်ထိုးထည့်လိုက်တော့တဲ့မိတောက်တွေတောက်လောင်လာပြီးအဲ့ဒီပစ္စည်းတွေဟာမိထဲမှာကွေးကောက်မဲနှက်ပြီးပြာကျသွားခဲ့တဲ့အမေဖြစ်သူကအိမ်သားထဲကနေခေါင်းပြူကြည့်လိုက်ပေမဲ့နှက်ခမ်းလှုပ်ယုံပဲလှုပ်ပြီးဘာမှမပြောခဲ့ဘူးဂန်းရှယ်ဟာမိဖို့ရှိမှစောင့်ကြောထိုင်ရင်နောက်ဆုံးစာရွက်ကြံမိလောင်ကျွမ်းသွားတာကိုကြည့်နေခဲ့တယ်ပြီးမှမတ်တက်ရက်ပြီးဒူးဘော်ကပြားတွေကိုပုတ်ချလိုက်တယ်ဒုတိယနေ့နက်နက်4နာရီမှာတူထားပြီးစာချက်တဲ့မိအိမ်မရှိတာမို့မိဖို့တဲကမိတောက်တွေကပဲတခါတည်းလင်းလက်ပေးနေတဲ့စာအုပ်ကိုဒူးဘော်တင်ပြီးစံပြုတ်တော့ရင်စာချက်နေခဲ့တဲ့အိမ်နီးနားချင်းကကြက်ပင်တွမတွန်သေးဘူးရွာတရွာလုံးမှောင်မဲနေတော့မဲ့သူ့အိမ်ရဲ့မိဖို့ဆောင်လေးမှာပဲအလင်းကလေးရှိနေခဲ့တာဆရာမကသူ့အမတ်တွေတဖြည်းဖြည်းတက်လာတာကိုတတိထားမိသွားတယ်အတန်းထဲမှာအဆင့်20ကျော်ကနေထိတ်ဆုံး3ယောက်ထဲအမြဲပါလာခဲ့တာဆရာမကသူ့ကိုရုံးခန်းထဲခေါ်ပြီးမေးတော့သူကသူ့ရေးချစ်ထားတဲ့လက်သေးတွေကိုစိုက်ကြည်ရင်ပထမရရင်ပညာသင်စုကြေးရလို့ပါလို့ပြောခဲ့တယ်ဆရာမခမများမင်းတက်သွားပြီးဆက်မမေးတော့ဘူးဂန်းရှယ်မပြောခဲ့တာတခုကတော့အဲ့ဒီပညာသင်စုကြေးတွေကိုစူးစောင်းလို့လောက်သွားရင်အမေကိုခေါ်ပြီးဒီအိမ်ကနေထွက်သွားနိုင်မယ်ဆိုတာပါပဲအကျန်းဖတ်မှုတွေကပိုပြီးပုံရှိုးကွယ်ရှိုးဖြစ်လာခဲ့တဲ့ပထွေးဟာအိမ်ရှိဝင်းထဲမှာပေါ်ပေါ်ထင်ထင်လက်မပါတော့ဘူးတကားပိတ်ပြီးလေပင်းညစ်တာအနဲ့ထိုးတာမျိုးအင်ကြီးဖုံးတဲ့နေရာတွေကိုပဲရွေးနှိမ့်ဆက်တော့တာဂန်းရှယ်အိမ်မှာရှိရင်အိမ်ထဲကညီးတန်တဲ့ကြားတာနဲ့ပစိန်ကိုဆွဲပြီးအိမ်ရှိဝင်းထဲမှာထင်းခုတ်တော့တာပဲတုံးပေါ်ထင်းခုတ်တန်တွေဟာတအိမ်လုံးဟုံးဟုံးမြည်ပြီးအိမ်ထဲကအတန်တွေကိုဖုံးသွားစေခဲ့တဲ့အချို့ချိန်တွေမှာတော့သူအိမ်ရှိတကားမှာရက်ပြီးစာတွေကိုအတန်ကုန်အော်ချက်ခဲ့တဲ့လူရှွန်ယွန်းထူကနေဒီဇိုင်တို့အဲရစ်ဆန်ဤမိချစ်ရောင်းသူမလေးအထိတန်ချောင်းခွဲမကပျက်စီးသွားရင်တော့မရက်ခဲ့ဘူးတခါမှာတော့အမေရဲ့တူတောင်းလာတဲ့အော်တန်ကိုကြားလိုက်ရလို့တကားကိုကန်ဖွင့်လိုက်တဲ့အခါပထွေးကစစ်လိတ်တို့နဲ့အမေလက်မောင်းကိုထိုးထိုးနေတာကိုတွေ့လိုက်ရတယ်ဂန်းရှန်ပြေးဝင်သွားပြီးစစ်လိတ်တို့ကိုလူယူကသူ့ကိုယ်ပိုင်လက်မောင်းမှာအတင်းဖိကတ်လိုက်တဲ့မိခိုးတွေထွက်လာပြီးအသားတွေကျက်သွားခဲ့တဲ့သူ့မျက်နှာမှာဘာခံစားချက်မှမပြပဲပထွေးကိုစိုက်ကြည့်ရင်မင်းတခါတို့ရင်ငါ့ကိုငါ3ခါတို့မယ်ပြီးရင်ကြောင်းသွားပြီးဆီယာမကိုငါလက်မောင်းကအမာရွတ်တွေဘဲကရလဲပြောပြမယ်လို့ပြောလိုက်တယ်ပထွတ်ဒီဟာသူ့ကိုကြည့်ပြီးနောက်ကိုတလန်းဆုပ်သွားကကျိန်ဆဲရင်တကားကိုစောက်ပိတ်ထွက်သွားတော့တဲ့ဂန်းရှန်လက်အင်ကြီးစကူမကအမေလက်ကိုမယူကြည့်လိုက်တော့လက်မောင်းပေါ်မှာမင်းနဲ့နေတဲ့အဝိုင်းကွက်လေးနဲ့ပေးမှရေကြီးဖူးထနေတာကိုတွေ့ရတယ်ရေအေးနဲ့ဆေးကြောပေးပြီးသူ့ကြောင့်ဝစ်စုံဆက်နဲ့ညင်သားစွာတုပ်ပေးခဲ့တယ်အမေကလက်ကိုပြန်ရုပ်ရင်မကြည့်ပါနဲ့တော့ဘာမှမဖြစ်ပါဘူးလို့ဆိုတဲ့ဂန်းရှန်ဘာမှမပြောဘဲမိဖို့ကြောင့်လဲသွားပြီးရေတနွေးဘူးကြိုလိုက်တဲ့ရေတွေစူပွက်လာတော့ပထွေးရှိသွားချပေးရင်ရေနွေးချက်ပြီးခြေစေးတော့လို့ပြောလိုက်တဲ့ပထွေးဟာသူ့ရဲ့ပုံမှန်မဟုတ်အောင်တင်းငင်လုံးနဲ့မျက်နှာကိုကြည့်ပြီးရေနွေးဘူးကိုတကယ်ကိုလက်မတို့ရဲခဲ့ဘူးရေနွေးတွေအေးဆက်သွားတော့မှပဲယူသွားရဲတော့တဲ့အဲ့ဒီစနေတနင်္ဂနွေမှာဂန်းရှန်ဟာအိမ်မှာရှိတဲ့ပတ်စံဖြစ်နိုင်တဲ့မြပစ္စည်းအကုန်လုံးကိုစည်ရင်တွက်လိုက်တဲ့ဆန်အိုးထဲမှာဆန်တဝက်ချက်ချန်ထဲမှာကြက်မ3ကောင်းအိမ်နောက်ဖေးကမဲစလီပင်အိုအနှဲငယ်စားအုပ်ငယ်လေးထဲမှာသူလိုက်မှတ်တယ်ပြန်ဖြတ်တယ်ပြန်ရေးတယ်အမေကသူဘာရေးနေလဲမေးတော့စည်ရင်တွက်နေတာလို့ပဲပြောတယ်ဘာစည်ရင်လဲဆိုတာတော့မပြောခဲ့ဘူးဂန်းရှန်ကျောင်းကပြန်လာတိုင်းပထမဆုံးလုပ်တာကအမေကိုဘောကတန်ရာတွေကိုစစ်ဆေးတာပဲတခါကအမေခါမှာအပြာမဲကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်ခါနောက်ဘက်ကနေနန်ရိုးအထိမင်းနဲ့နေတာဟာတတူးရွင်းနဲ့ရိုက်ထားတာဖြစ်တယ်သူ3စက္ကန့်မြစိုက်ကြည့်ပြီးနောက်တူးရွင်းရိုးကိုအလဲကနေပိုင်းဖြတ်ပြီးမိဖို့ရဲထိုးထက်လိုက်တယ်ပြီးတော့ဓားတွေကက်ကြီးတွေကိုသူ့အခန်းထဲကအန်ဆွဲထဲထည့်ပြီးတော့ခတ်လိုက်တယ်ညစာစားချိန်မှာပထွေးကအရက်ပလင်းဖွင့်ဖို့ဓားလိုက်ရှာတော့မတွေ့တာနဲ့ဂန်းရှန်ကိုစိုက်ကြည့်တယ်ဂန်းရှန်ကထမင်းကိုပဲငုံစားနေပြီးဘာမှမပြောဘူးပထွေးကသွားနဲ့ကိုက်ဖွင့်ပြီးအရက်တောက်ကပလင်းကိုစပွဲပေါ်စောင့်တင်လိုက်တယ်စပွဲရန်သွားတော့ဂန်းရှန်ကပကံကိုလက်နဲ့ထိန်းလိုက်တယ်အိမ်ကတော့တိတ်ဆိတ်နေတော့မဲ့ပထွေးကအိမ်ကဆန်တွေကိုခိုးရောက်နေအမေရဲ့စက်ချုပ်ဆက်ကိုခိုးရောက်နေနောက်ဖေးကတစ်ပင်တွေကိုခိုးရောက်နေအမေဟာမြို့ပေါ်မှာအမိုက်လိုက်ကောက်ရရှာတယ်မိုးမလင်းမီထွက်သွားပြမိုးချုံမှပြန်လာရတဲ့အကျွေးစေးတွေကိုစံအိုးအောက်ကြက်ချန်တဲ့ဂန်းရှန်ရဲ့ဖနက်အောက်မိဖို့နောက်ကအုတ်ကြားတွေထဲမှာပုံဝက်ထားရတယ်တခါကဂန်းရှန်ဖနက်လဲစီရင်ဖနက်အောက်ချိန်မှာမဆက်ဆက်ဖြစ်နေလို့ထုတ်ကြည့်လိုက်တော့9ချက်တန်1ရွက်1ချက်တန်3ရွက်နဲ့အကျွေးစေးအချို့ကိုတက်တက်ရက်ခောက်ထားတာတွေ့ရတယ်စုစုပေါင်း10ချက်6ပဲရှိတယ်သူမူလအတိုင်းပြန်ထည့်ထားလိုက်ပြီးဘာမှမမြင်လိုက်ရတယ်လို့ပဲနေခဲ့တယ်စာမွေးပွဲရသည့်ကုံတော့ဂန်းရှန်ဟာတစ်နှစ်လုံးမှာအဆင့်တရခဲ့တယ်ဆရာမကသူ့ကိုခရိုင်တင်းချပြန်ပွဲသွားပြိုင်မှုပြောပြီးဝင်ကြီး90ချက်ကြတင်မယ်လို့ဆိုတဲ့ဂန်းရှန်ဟာဘာမှမပြောဘဲတိတ်ဆိတ်စွာရက်နေခဲ့တယ်လူကုံတော့မှဆီယာမကိုအဲ့ဒီတိုင်ပွဲမှာထိတ်ဆုံး3ယောက်ဝင်ရင်စုကြေးရလာလို့တိုးတိုးမေးတယ်ဆီယာမကရတာပေါ့ပထမစုကကျပ်300လို့ပြောတော့မှဂန်းရှန်ကောင်းညစ်ပြီးစရင်ပေးခဲ့တဲ့တိုင်ပွဲနေ့မှာသူဟာပေါက်ပြဲခြင်းမရှိတဲ့တထဲထဲသောကျောင်းဝတ်စုံကိုဝတ်ပြီးတွားပြန်ခဲ့တဲ့စာမွေးပွဲပြီးတာနဲ့အမှတ်စရင်ကိုပင်မဆောင်ပဲအမေကိုအမိုက်ကောက်ကူဖို့ပြန်လာခဲ့တဲ့နောက်မှအမှတ်ထွက်လာတော့သူဟာခရိုင်တစ်ခုလုံးမှာဒုတိယရပြီးစုကြေးကျပ်200ရခဲ့တဲ့အဲ့ဒီဝင်ကြေး90တန်ပြေစာနဲ့စုကြေး200ကိုခောက်ပြီးမိဖို့ဘေးကအုတ်ကြားထဲမှာတွားဝတ်ထားလိုက်တယ်ပထွေးကလောင်းကစားမှာရှုံးလာရင်အိမ်မှာတောင်းကျမ်းတော့တာပဲကြံတဲ့ဟင်းချိုတွေကိုအမေလက်ဆက်ဆက်လျှော်ထားတဲ့အင်ဂျီပေါ်တွားလောင်းပစ်တဲ့ဂန်းရှန်ကဘာမှမပြောပဲထမင်းဘက်ကန်ယူကမိဖို့ချောင်းထဲတွားစားတယ်စားပြီးတာနဲ့မိဖို့ချောင်းကိုပြောင်းစင်အောင်တုတ်အမေအင်ဂျီကိုပြန်လျှော်ပြီးမိဖို့ဘေးမှာလှမ်းပေးထားလိုက်တယ်
တခါကပထွေးကရေပုတ်ဆက်တွေကိုအမေကောက်လာတဲ့စက်ကူကတ်ထုပုံပေါ်တွားလောင်းထည့်လိုက်လို့စက်ကူတွေဆူဆက်ပြီးရောင်းမရတော့ဘူးခန်းရှင်ဟာအဲ့ဒီစက်ကူပုံရှိမှကြည့်ပြီးရက်နေရင်မျက်ရည်ဝိုင်းလာပေမဲ့ကြက်မလာခဲ့ဘူးစက်ကူတွေကိုတရွက်ချင်းစီအိမ်ဝင်းထဲမှာ3ရက်တိုင်တိုင်လှမ်းခဲ့တဲ့6သွားရင်တောင်တွန့်ကျင်နေတာမို့အမိုက်ဝယ်သူကဈေးဝယ်ပဲပေးတော့တယ်ခန်းရှင်ဟာကျောင်းပိတ်ရက်တွေမှာမြို့ပေါ်ကအမိုက်စက်ကူဝယ်ဆိုင်မှာတွားအလုပ်လုပ်ခဲ့တဲ့တကိုယ်လုံးနန်းဟောင်းနေပြီးလက်သေးကြားတွေမှာအမဲရောင်တွေဆွဲနေခဲ့တဲ့ပလတ်စတစ်ပလင်စက်ကူတန်လိုတန်စားတွေကိုစနစ်တကျခွဲခြားရမှာသူကလူကြီးတွေထပ်ပင်မြန်ဆန်သေးတဲ့ဆိုင်ရှင်ကသူ့ကိုတနာလို့အကျွေးစေးအချို့ပို့ပေးပေမဲ့သူကပြန်ပေးခဲ့တယ်ရတင်တလောက်ပဲပေးပါပို့မယူပါဘူးဆိုပြီးတော့ပေါ်ရသမျှပတ်စံတိုင်းကိုရွာနောက်ဖက်တောင်ပေါ်ကအုပ်ဖုတ်ဖို့ဟောင်းရဲ့အုပ်ကြားထဲမှာဝတ်ထားခဲ့တယ်အပြင်ဘက်ကိုထုံးတုပ်ပြပိတ်ထားခဲ့တာထုံးတုပ်ရင်အုတ်နေရံမှာလက်ချောင်းတွေပြတ်ရှခဲ့ပေမဲ့အေးဆေးပဲထုံးတုပ်ပုံကတ်ခဲ့တယ်အဲ့ဒီနေရံမှာထုံးဖြူရာ9နေရာရှိခဲ့ပြီးတနေရာစီရဲ့အနောက်မှာပတ်စံတွေရှိနေခဲ့တာပါအထက်တန်းစာမှုပွဲအမှတ်ထွက်လာတော့ခန်းရှင်ဟာခရိုင်မှာအဆင့်တရခဲ့တဲ့မြို့ပေါ်ကအကောင်းဆုံးကျောင်းကသူ့ကိုကျောင်းခလွန်ငင်းခွင့်နဲ့ပညာသင်ဆုပေးပြီးလာခေါ်တယ်ဒါပေမဲ့သူကပြည်နယ်မြို့တော်ကကျောင်းကိုပဲရွေးခဲ့တယ်အကြောင်းကတော့အဲ့ဒီကျောင်းကတက္ကသိုလ်ဝင်တဲ့အောင်ချက်ပုံမြင့်လို့ပါပဲပထွေးကသူပိုင်ရတဲ့ကျောင်းကိုမတက်လို့ဆိုပြီးအရက်ပလင်းနဲ့ရိုက်ခွဲကဆဲဆိုခဲ့တယ်ခန်းရှင်ကဖန်ခွဲစာတွေကိုတမျက်စီလဲကအထုတ်ဆွဲပြီးထွက်လာခဲ့တယ်အမေဖြစ်သူကနောက်ကပြေးလိုက်လာရင်ငါ့ကို6နှစ်ပဲစောင့်ပါလို့ခန်းရှင်ကတူတူလေးပြောလိုက်တယ်အဲ့ဒီ6နှစ်အတွင်းသူအိမ်ကိုတခါမှမပြန်ခဲ့ဘူးပညာသင်ဆုကျူရှင်ပြတာစားတောက်ဆိုင်မှာပကံစေးတာစတိုးဆိုင်မှာညဘက်အလုပ်လုပ်တာတွေနဲ့ပတ်စံဆွဲမြဲမြဲစုခဲ့တယ်ပတ်စံကို3ပိုင်းခွဲထားတယ်ကျောင်းလာခထမင်းဘိုးနဲ့အမေကိုခေါ်ထုတ်ဖို့ရန်ပုံငွေအဲ့ဒီဗန်စာအုပ်ရဲ့လှုပ်ဝက်နံပါတ်ကအမေရဲ့မွေးနေ့ပဲလစဉ်အိမ်နီးနားချင်းဆိုင်ကနေအမေစီဖုန်းဆက်ပြီးအခြေအနေမေးတယ်ပထွေးကြားမှာဆိုလို့အမေကျမ်းမာရေးကိုပဲမေးပြီးသူ့မှာကောင်းကောင်းစားကောင်းကောင်းနေရတယ်လို့ပဲပြောခဲ့တယ်အဖျားလေး10ဒီဂရီထိတက်ပြီးအဆောင်မှာတုံနေရတာတွေကျောင်းစေးခန်းမှာစေထိုးရင်းအလို့ရတဲ့လက်နဲ့ကျူရှင်ပြဖို့စာမွေးပွဲစာရွက်တွေစစ်နေခဲ့ရတာတွေကိုဘာမှမပြောခဲ့ဘူးတက္ကသိုလ်ဝင်တန်းမှာသူဟာပြည်နယ်ရဲ့ထိပ်တန်းစေးတက္ကသိုလ်တူနာပြုဘာသာရက်ကိုအောင်မြင်ခဲ့တယ်ပွဲရတဲ့နှစ်မှာပဲအစစ်မြင့်စေးရုံကြီးတစ်ခုမှာအလုပ်ရခဲ့တယ်အလုပ်စာချုပ်ရတဲ့နေ့မှာပဲအိမ်ကိုမပြောဘဲပြန်လာခဲ့တဲ့အိမ်တကားကိုတွန်းဖွင့်လိုက်တော့ပထွေးကအမေကိုတုံးပြီးဆိုင်ခဲ့ပေါ်အတင်းတင်နေတာကိုတွေးလိုက်ရတယ်ပထွေးကခန်းရှင်ကိုမြင်တော့မင်းမေကဒီမှာအလကားထမင်းစားနေတာပလိုက်တဲ့သူစီလှေနဲ့နှစ်ဖက်နင်းပြီးလောင်းကစားကျွေး2000အတွက်တွားရောက်မလို့အော်ပြောတယ်ခန်းရှင်ကလက်ဆွဲအိတ်ကိုမြေကြီးပေါ်ချစစ်ကိုဆွဲဖွင့်ပြီးပတ်စံထုတ်လိုက်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်စုစုပေါင်း2000တီပတ်စံယူသွားတကွာရှင်းစာချုပ်လက်မှတ်ထိုးနှစ်နောက်ကိုငါတို့နဲ့ဘာမှမဆိုင်တော့ဘူးလို့ပြောလိုက်တယ်ပထွေးကပတ်စံကိုကြည့်ခန်းရှင်နောက်မှာပါလာတဲ့လုံခြုံရေးဝန်ထမ်းဝစ်စုံနဲ့ဆေးရုံဝန်ထမ်း2ယောက်ကိုကြည့်ပြီးပတ်စံကိုဆွဲကအိမ်ထဲဝင်တကားဆောင်ပိတ်လိုက်တော့တယ်အမေကရွာဝင်းထဲမှာခြေမကင်မိလက်မကင်မိရက်နေရှာတဲ့ခန်းရှင်ကအမေစီသွားပြီးအကြီးအစ်စ်တစ်ထည်ကိုခြုံပေးလိုက်တယ်ပြီးတော့အိတ်ထဲကနေအင်္ဂရန်မိတ်တူကိုထုတ်ပြလိုက်တယ်အိမ်ကမြို့ပေါ်မှာဖြစ်ပြီး40စတူရမ်းမီတာပဲကျဲပေမဲ့အပူပေးစနစ်ခိုင်မာစွာပါရှိတဲ့အိမ်ကနေထွက်လာတဲ့နေ့မှာစီးနှင်းဖွဲကြနေခဲ့တယ်အမေကမြစ်ပေးမှာခဏရက်ပြီးရေခဲရိုက်နေတဲ့မြစ်ပြင်ကိုကြည့်လိုက်တယ်ပြီးမှကားပေါ်တက်ခဲ့တယ်ကားတကားပိတ်လိုက်တာနဲ့အနှွေးတက်တွေလွှမ်းခြုံသွားပြီးအမေဟာရုတ်တရက်ငိုကြွေးပါတော့တယ်ခန်းရှင်ရဲ့လက်ကိုကိုင်ရင်အဲ့ဒီနှစ်ကမြစ်ထဲမှာငါအကြောင်းလက်ခကိုမင်းစီပြစ်ပေးခဲ့တာငါတို့သားအမိလွတ်မြောက်တော့မယ်လို့ထင်ခဲ့တာလို့ပြောရှာတဲ့ခန်းရှင်ကအမေလက်ကိုပြန်ဆုပ်ကင်ပေးလိုက်တယ်အမေလက်ပေါ်ကအေးခဲတန်ရအမာရွတ်တွေဟာတစ်ခေါက်6လို့မာဆက်နေခဲ့တဲ့ခုဆိုရင်အမေဟာမြို့ပေါ်ကတိုက်ခန်းအောက်မှာဆက်ချုပ်ဆိုင်လေးဖွင့်ထားတဲ့အိမ်နီးနားချင်းတွေရဲ့ဘောင်းဘီတိုအင်ဂျီတွေကိုချုပ်ပေးရင်းမျက်နှာလေးပြည့်ပြိုးလာခဲ့ပြီးအချီမြင်တေးသေးလေးတွေကိုတော့မတိမတာထိုးထက်နိုင်နေပြီးညဘက်ဆိုရင်ခန်းရှင်အလောက်ကပြန်လာမှစပွဲပေါ်မှာကြက်စွပ်ပြုတ်ပူပူလေးနဲ့မုံလာဥချင်းလေးအမြဲအသင့်ရှိနေတတ်တယ်လအနေငယ်ကြာမှပထွေးစီကစာတဆောင်ရောက်လာတယ်သူမကြမ်းမာလို့ပတ်စံကုန်ပြီးတွေ့ကျင်နေတဲ့ခန်းရှင်ကစာကိုအန်ဆွဲထဲထည့်ထားလိုက်ပြီးအမေကိုဘာမှမပြောခဲ့ဘူးတိုးတော့လစဉ်မြို့နယ်စေးရုံစီအမေအမိနဲ့စေးဖို့ဖြစ်ပတ်စံနေငယ်တော့မှတ်တမ်းမရှိပဲလူတန်းပေးခဲ့တယ်အမေကတခါတလေမေးဘူးတယ်မင်းသူ့ကိုမမုန်းဘူးလားတဲ့ခန်းရှင်ကအမေအတွက်အထက်အချီထိုးပေးရင်မုန်းတာပေါ့ဒါပေမဲ့အခုတော့ငါသူ့ကိုမကြောက်တော့ဘူးမကြောက်တော့ရင်မုန်းနေဖို့လည်းမလိုတော့ဘူးလေလို့ပြန်ဖြေခဲ့တဲ့အေးခဲခဲ့တဲ့မြစ်ပြင်အုပ်ကြားတွေကချွေးနှီးစာပတ်စံတွေနဲ့လက်မောင်းပေါ်ကစစ်လိတ်တူတန်ရာတွေဟာအခုတော့အနှွေးတက်အဖြစ်ပြောင်းလဲသွားခဲ့ပြီးဒုက္ခဆိုတာသူ့အလိုလိုတော့အတိတ်ပဲမရှိပါဘူးဒါပေမဲ့အဲ့ဒီရေခဲမြစ်ထဲကနေရုန်းကန်ထွက်ပြီးရှေ့ကိုမရက်မနာလှမ်းလျှောက်ခဲ့တဲ့သူအတွက်တော့အရာအလုံးဟာအတိတ်ပဲရှိသွားခဲ့ပါပြီ